ငယ်ချစ်ရစားကောင်းတော့မှာပဲအေးတူလဲစားကြနေဝေးတမင်သားခုလဲဒီမနေ့ကအတော့ကသေးတယ်တော့ဒီလိုဒီအိုင်တွေရခဲ့တယ်ဒီအိုင်တွေရခဲ့တော့ကျွန်မဝယ်ခဲ့တာပေါ့နော်တပိတ်သားရတယ်ဘယ်နှကောင်မှမပါဘူးပစုံတော့ကြီးဟင်းပစုံတော့ကိုဟင်းနုနဲ့ယိုးနဲ့ချက်စီပြန်လေးပေါ့နော်စီပြန်လေးချက်မယ်ထောင်းနေတာကိုချွေချောက်ဒါဆိုဒါတိုက်ကားပစုံလေးပေါ့လေတိုက်ကားပစုံချားပစုံသူကအသားကြီးပဲဟိုစားတာတော့ဒီဟာကဟိုချက်စားရင်ပူကောင်းတာပေါ့နော်ကင်စားရတဲ့ဆိုင်ချက်စားတာပူကောင်းတယ်ဟိုရေချိုးပစုံတွေကြတော့အဲ့လိုကင်စားတာတို့ဘာလို့ဆိုရင်းလိုက်တယ်လို့လေအထူးဧည့်သည်ဖိတ်ထားတယ်သိလားကောင်မလေးတယောက်သပင်းရလဲအရှိကြီးပဲသူကမူဝါနာသပင်းနဲ့လာလိုက်မယ်သူကအတီးလဲတော်တယ်ကြီးတာလဲတော်တယ်ခွီတာလဲတော်တယ်လာလိုက်မယ်ကောင်မလေးတယောက်ချင်းဟာမမက်တင်ကပစုံတော့ဟင်းချက်မယ်ပြီးသွားတဲ့ခါကျရင်ဟင်းနုငယ်အချိုးကိုကခုရံငါးလေးနဲ့မကြီးရည်လေးနဲ့စီချင်ရင်ချန်လေးချက်စားမယ်ပြီးတော့ဟင်းနုငယ်အရွက်ကိုကကြော်မယ်ဟုတ်ကဲ့ကြော်ရပူလေဒါပူတယ်လို့မခေါ်ဟုတ်လားဒါရာသီဥတုအန်တုတ်နေတာကျမတို့ပူတယ်လို့ပြောလိုက်တာလားမပြောလိုက်ညွန်ညင်လိုက်တာလားအဲ့လိုမပြောလိုက်သူစားခြင်းလဲဆိုလို့လဲတမီးလက်ချက်ပေးရသေးတယ်အဲ့လိုမပြောလိုက်ပါဘူးဒီကနှလုံးသားအနုငယ်နေတာနော်အခုလိုကာလာမှာတန်းတန်းနေမကြားခြင်းဘူးတောင်းမလေးကျမရှင်းအောင်လဲမခိုင်းခြင်းဘူးဟာတောင်းမလေးဒီစနေမောက်ထဲတဲ့အနုပညာတစ်ခုရှိတယ်ဟာဘယ်လိုလဲညလုံးလေးမှာပြောချင်တယ်စနေမောက်လေးကိုခတ်တာလေစနေလေးခတ်နေတယ်ဒီမှာဟိုဟာဖြစ်တယ်ဒီကိုမစားသေးတယ်အဲ့ဒါအရှာမုကရန်ရှာမခိုင်းရလို့ရှမ်းကအနှစ်လေးတော့ရှမ်းကနေရချက်တာလို့ကိုမချွေးမွေးရလည်းမလောင်လည်းလောင်ကျင်တဲ့အမွေးပဲလောင်ဘာယူပြရဟာပစုံတော့ကြီးရလိုက်တည်နတ်သားမောင်လေးမခိုင်းရလို့ဇုံလေးတစ်ချောင်းရမယ်ချက်မွေးမလားမွေးမ 1 hour laterငယ်ချစ်ရစားကောင်းတော့မှာပဲအေးတူလဲစားကြနေဝေးတမင်သားခုလဲပစုံတော့လေးကမာကနန်းလေးတော့လာတာတောင်းလိုက်ဘာလို့ပြန်ဘာလို့ဝင်နေရတယ်အမကျမကိုစားပဲစားပြပါဦးကျမကိုလည်းဒါလေးစားပဲစားပြီးစားပြီမစားဘူးဟုတ်ကဲ့သူတဲ့ဟင်းချက်တက်တာတဲ့သူ့ရဲ့ပပကတဲ့ထင်း9နှစ်တည်းရတယ်သူတင်လာတာတဲ့ဘာလို့ယုံကြည်တာပေါ့တကယ်ဖြစ်နိုင်ပါလေကရီလေးဆိုတော့သိရလားကိုရီရှိမှလည်းကရီလေးအရင်ချက်တက်တယ်ပေါ့ရောက်လေရအောင်သူများအကုန်လုံးချက်ပြီးတော့အကုန် ready ဖြစ်အကုန်လုံးထောင်းပြီးတော့မှပြီးလဲပြီးတော့မော်လိုက်တာအဲ့လိုမပြောနဲ့မလုံညောင်းရမှာလဲအားလာညောင်းနောက်နေ့ကြောက်ကြော်ကျွေးမယ်ကျေးဇူးတင်မစားတော့ဘူးတော့တောင်းနေတာကိုမောင်လေးကမထက်ရောမတင်ရပစုံတော့မကြိုက်ပစုံတော့မကြိုက်ဘူးဟုတ်ဘာလို့မကြိုက်တာလဲဆိုကိုဦးစားပေးတာများပါပစုံတော့မကြိုက်ဘူးလားအချင်းတွေအများကြီးတင်တယ်ဘာထက်မယ်နော်အဲ့ဒီမှာဒီမှာပြီးကျမရဲ့ဒီမှာဆွဲမှာရင်းကအဲ့ဟင်းနုနယ်နဲ့လေအယူနဲ့ချက်စားကြည့်ဒါမလာနေလေမလား Cheers ဒီမှာမရှိလက်နဲ့ပဲနားလိုက်တော့ရှိတယ်ညရတယ်ဟုတ်တယ်နော်ညခက်တာ2မျိုးမှာညပစုံတော့ကြိုက်တယ်ငါကြိုက်ဒီကောင်ပစုံတော့ရဲ့လေအုံပွင့်ရဲ့မာလာနှစ်နဲ့ချက်မာလာနှစ်ကတားမယ်ရတာအကုန်ပါထုံရောဆက်ရောဆက်ဆိုလဲအရင်ဆက်သွားတာမျိုးမဟုတ်ထုံဆိုလဲအရင်ထုံသွားတာမျိုးမဟုတ်ပုံမှန်နေထားတာကိုရောက်တယ်အဲ့ဒါအခုကနွေရာသီကဝင်လာပြီပူလာပြီကျွန်တော်ဒီဆိုမိတ်ကပ်တော့မကတ်တော့နင်းလှတယ်ညတော့လှတယ်ညတော့လှတယ်နားတယ်ငါနောက်မှငါဒငင်းသီးတစ်ထက်ယူအောင်မှာအဲ့လိုပဲဗျာဟိတ်ကပ်ပြီးညညာစားဒီတက်ကောင်းတယ်ဒီကညာစားတဲ့ဘဝလေးဟုတ်လားဒီနေ့ဆောင်တန်သွားပြီခက်ကတော့နဲ့3000နဲ့ကျွန်တော်ထားရတယ်ဒီမှာအုံပွင့်လေးတွေလက်ဆောင်ထည့်ပေးလိုက်ပါစေတော့ရှင်းလာပြီအမေတင်တော့ဆက်စားလိုက်ပါအောင်မယ်အားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့ကျမကပဲနဲ့မစားတော့ကျမတကယ်စီဆွဲတော့မှာအဲ့ဒါမတင်တို့ရဲ့မတင်တော့မစားမဲ့ခုဒီမှာပြေကိုကြည်ပေးနေကြတဲ့ချစ်ရတဲ့ကိုရီမတွေရောဒီမွန်လန့်လေးကိုအားပေးနေကြတဲ့ချ
ရတဲ့ရှက်ချီလေးတွေရော ဒီမားလေး ကျေးဇူးအများကြီးတင်ပါတယ်လို့ကျေးဇူးအများကြီးတင်ပါတယ်ဒီကောင်မလေးကိုလည်းချစ်ပေးကြပါဦးနော် ဒီနေ့ကျမနဲ့ရှင် အားလေရော စားရငယ်ရောဘာမဟုတ်ရော